ကိုယ့်ရဲ့ account သို့မဟုတ် page က CM အမြန်ဆုံးပွင့်ဖို့အတွက်နီးစပ်တဲ့ account သို့မဟုတ် page ဟုတ်လားမဟုတ်ဘူးလားဆိုတာဘယ်လိုသိနိုင်မလဲဟုတ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့အဲ့ဒီစနစ်လေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီနည်းလမ်းလေးကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အဲ့ဒီအတွက်လည်းမနစ်နာစေရပါဘူးကျွန်တော်ပြန်ပြီးတော့ follow လုပ်ပေးမှာပါခုနကအကြောင်းအရာလေးကိုဆက်ပြောမယ်ဆိုရင်တော့အဲ့ဒါကဘယ်လိုသိနိုင်လဲဆိုရင်ကျွန်တော်တို့ပုံတွေဒါမှမဟုတ်ဗီဒီယိုတွေတင်ဖို့အတွက်တချင်းရွေးကန်ဒီမှာစစ်ကြည့်လို့ရပါတယ်တချင်းရွေးဖို့လုပ်တဲ့အချိန်မှာပုံထဲမှာပြထားသလိုမျိုးအရင် popular ဖြစ်တဲ့တချင်းတွေရှိမနေပဲအခုလိုမျိုး variety free ဆိုပြီးပြထားတဲ့တချင်းတွေပဲရှိနေမယ်ဆိုရင်တော့တင်ရဲ့ account သို့မဟုတ် page က CM ပွင့်ဖို့အတွက်အနည်းဆုံးအုပ်စုထဲမှာရောက်နေပါပြီဒီမှာတခုပြောချင်တာကသူပြထားတဲ့နေရာမှာမတွေ့ဘူးဆိုပြီးတော့ဒီဗီဒီယိုရဲ့အပေါ်နားက search music မှာရိုက်ရှာကြည့်မယ်ဆိုရင်တော့ကိုလိုချင်တဲ့တခြင်းတွေကိုရှာတွေ့မှာမဟုတ်ပါဘူး။ဒါဘယ်လိုလဲဆိုတော့ Facebook ဘက်ကနေပြီးတော့ကိုယ့်ရဲ့ account သို့မဟုတ် page ကိုနည်းလေးကြိုးစားလိုက်တာနဲ့ CM မြန်ပွင့်စေဖို့အတွက်တမင်တကာမျက်နှာသာပေးပြီးရွေးချယ်ထားလို့ license ပါတဲ့တခြင်းတွေသုံးလို့မရတာပဲဖြစ်ပါတယ်။အဲ့ဒီ account သို့မဟုတ် page မျိုးကိုပိုင်ဆိုင်ထားပြီဆိုရင်တော့သင်ဟာအရန်ကိုကံကောင်းနေပါပြီ။နည်းလေးကြိုးစားလိုက်တာနဲ့ကို CM အမြန်ဆုံးပွင့်သွားမှာပါ။ပြီးတော့အဲ့ဒီလို account သို့မဟုတ် page မျိုးတွေက professional dashboard ကိုဖွင့်လိုက်တာနဲ့ CM နေရာမှာတော့တွေအလိုလျောက်ပွင့်နေတတ်ပြီးတိတ်မကြခင်မှာပဲ waiting list အဖြစ်ကိုပြောင်းသွားတာမျိုးတွေရှိပါတယ်။အဲ့ဒီ account သို့မဟုတ် page မျိုးနဲ့ CM ပွင့်သွားတဲ့သူတွေကဆိုရင်စူးစမ်းတယ်မစူးစမ်းဘူးဆိုတာထက် Facebook ဘက်ကနေ CM အမြန်ဆုံးပွင့်စေဖို့အတွက်တမင်တကာစမ်းသပ်ရွေးချယ်ထားလို့ကို CM မြန်ပွင့်သွားခြင်းပဲဖြစ်ပါတယ်။အားလုံးပဲကိုယ့်ရဲ့ account သို့မဟုတ် page ကိုတစ်ချက်စစ်ကြည့်ကြပါ။ကိုယ့်ရဲ့ account သို့မဟုတ် page ကတချင်းရွေးကန်ဒီမှာအခုလိုမျိုးတချင်းတွေပဲဖြစ်နေတာလားဒါမှမဟုတ်အရန်လူကြိုက်များတဲ့တချင်းတွေပါရွေးချယ်လို့ရနေသေးလားဆိုတာကို comment မှာရေးပေးသွားပါအောင်နော်နောက်နေ့တွေမှာလည်းအခုလိုမျိုး Facebook CM နဲ့ပတ်သက်ပြီးဘူတုဒရစရာလေးတွေကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးသွားပါအောင်နော်အကယ်၍ဒီဗီဒီယိုလေးကသင်အတွက်အကျိုးတစ်စုံတရာရှိတယ်ဆိုရင် star လေးနဲ့ကူညီပြီးတော့အားပေးသွားဖို့အတွက်မေတ္တာရပ်ခံချင်ပါတယ်